KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့မြန်မာအစိုးရတပ်တွေကြားစစ်ရေးတင်းမာမှုတွေလျှော့ချဖို့မနေ့ကသဘောတူခဲ့ကြပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ RFA သတင်းတောက်ကိုရထက်ကတရုတ်မြန်မာနယ်စပ်ကနေသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တရုတ်မြန်မာနယ်စပ်တရုတ်နိုင်ငံရွှေလီမြို့ရှိကျင်းချိတ်ဟိုတယ်မှာမနေ့ကကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့မြန်မာအစိုးရကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။မြန်မာအစိုးရဘက်ကသမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်တက်ရောက်ခဲ့ပြီး KIO ဘက်ကဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကိုမော်ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုလေ့လာသူအဖြစ်အစိုးရနဲ့အပြစ်ကရပ်စဲထားတဲ့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗိုလ်ချုပ်မူတူးစေးဖို့အထွေထွေတွင်းရေးမှုဖဒိုစောကွယ်ထူးဝင်းရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSA မှဗိုလ်မှူးချုပ်ဆိုင်းလူပါလီမန်ခေတ်ပထမဆုံးသမ္မတကြီးဆက်ရွှေသက်ရဲ့သားဦးဟန်ရောင်ဝေတို့လည်းတက်ရောက်ခဲ့ကြပါတယ်။ဒါ့အပြင်အဲ့ဒီဆွေးနွေးပွဲကိုတရုတ်တန်မှလူကြောက်ဝေလည်းတက်ရောက်ပါတယ်။အဲ့ဒီဆွေးနွေးပွဲကနေစတင်ပြီးအပြစ်ကရပ်စဲတဲ့အဆင့်ထိနောက်ထပ်ဆွေးနွေးပွဲတွေဆက်လက်လှုပ်ဆောင်ဖို့နှစ်ဖက်စလုံးကသဘောတူကြပါတယ်။ Ceasefire ကိစ္စတော့ကျွန်တော်တို့ဒီ agreement ရဖို့ဆိုလို့ရှိရင်နောက်ထပ်အဆင့်တွေတွားဖို့လိုသေးတယ်။အဲ့တော့ဒီကိစ္စတော့ပြန်ပြီးဆွေးနွေးမယ်။အဲ့တော့ဒီ ceasefire ရဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေကျွန်တော်ဆက်ပြီးလုပ်ဖို့နောက်ထပ်အစည်းအဝေးတွေခေါ်မယ်လို့ကျွန်တော်ဆုံးဖြတ်ကြတယ်။အဲ့ဒါကြောင့်မို့လို့ဒီခုခံစစ်နဲ့ထိုးစစ်ဆိုတဲ့ဟာကိုတိတ်မပြောဘဲနဲ့ပြဿနာဖြစ်နေတဲ့ဒေသတွေလို့ကျွန်တော်တို့ညွှန်ပြီးပြောပါတယ်ဒီကနေ့လည်းဒီကျွန်တော်တရင်6ဒေသတွေမှာတိုက်ပွဲတွေဖြစ်နေလုံးမှာပဲအဓိကအရေးကြီးတာတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စတွေကိုရပ်ဆိုင်သွားဖို့ကြိုးစားဖို့ဖြစ်ပါတယ်ဒီကိစ္စကြတော့နောက်ကျရင်ဆွေးနွေးပွဲမှာတက်နေအသေးစိတ်ဆွေးနွေးမယ်လေခုလုံးလုံးဆိုတော့စေးအချိန်လေးရှော့ဖို့အဲ့ဒါကိုအဓိကထားပြီးတော့ပြောပါတယ်သူဘက်ကလည်းသူကသမ္မတကြီးကဲတော့ပဲအမိန့်တစ်ခုထုတ်မယ်ခုခံစစ်မှပါတိုက်ပွဲမလုပ်အောင်ဆိုပြီးတော့သူတက်တယ်ကိုမိထုတ်တယ်အဲ့တော့သူပဲချင်းကြီးမိထုတ်နေဆိုဒီကပြန်ပြီးထုတ်မယ်လို့ပြောပါတယ်အဲ့တော့ဒီဘက်ကလည်းသမ္မတကြီးကလည်းထုတ်ထားတယ်ဟိုဘက်ကလည်းထုတ်ထားတယ်ဒါတွေကိုတိတိကျကျလိုက်ကြမယ်ဆိုရင်တိုက်ပွဲတွေလည်းဖြစ်စရာကြောင်းဘာမှမရှိတော့အဲ့တော့ပြည်သူလူထုစိုးရိမ်တဲ့ကိစ္စတွေလည်းဘာမှမဖြစ်တော့ဘူးနော် KNA နဲ့မြန်မာအစိုးရတပ်ဖွဲ့တွေဟာ18နှစ်နီးပါးပြစ်ခတ်ရစဲပြီးမှပြီးခဲ့တဲ့2011ခုနှစ်ကစလို့နှစ်ဖက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်ခင်ဗျာ။